မင်္ဂလာပါကျမရဲ့ရှောင်းကိုအစင်းမြင့်စိန်ရွှေရင်သာဆိုင်10ရက်10လ2025မှာပြန်လည်ဖွင့်လှစ်ရောင်းချမယ်ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့တက်ကုန်းမြို့ပေါ်မှာရှိသောမိဟောင်းမိတ်တင်များနဲ့တက်ကုန်းမြို့ပတ်ဝန်းကျင်မှာရခိုင်အားပေးခဲ့ဘူးကြသောမိဟောင်းမိတ်တင်အားလုံးကိုဖိတ်ခေါ်ပါတယ်လာရောက်ပြီးတော့အားပေးကြပါစတုဒီတာ3000ပြီးတော့လဲလာရောက်အားပေးကြပါစတုဒီတာနဲ့ဖွင့်ပွဲကိုပြန်လဲဖွင့်လှစ်ပါမယ်ရှင်လာရောက်ပြီးအားပေးကြပါကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်